ဆီယမဒီနေ့တားလိုက်မှာအလူရှိရဲဆီယမရဲ့ဟဲ့အဲ့ဖြစ်လေဩဆီယမလည်းတားတော့အလူလာခဲ့နော်အမလီဘာလို့လာမှာညို့အလူကိုဆီယမတားတော့ဘာဖြစ်လို့လဲလာခဲ့ပါဆီယမကလည်းမမေဘာဖြစ်နေရလဲအိမ်ရှိမှာဆူညံနဲ့အမလီဘာဖြစ်မှန်းတားရဲ့နေ့တငယ်ချင်းမောအမေတို့အလူခေါ်နေရဲ့မမေရဲ့သွားလိုက်ပါကုသိုလ်ရပါတယ်မင်းရလဲဟဲ့တာဘာလို့သွားမှာလဲဒီလောက်ဆင်းရဲမွဲတေညာမသွားနိုင်ပါဘူးအမေရဲ့အလူကဆင်းရဲတာချမ်းသာရောမဆိုင်တာဟဲ့တာနေမသိပါစက်ပိတ်ထားအော်အမေရဲ့သွားလိုက်ပါအာနာစရာကြီးဟဲ့ငါပြောနေမကြောက်လားတာအကောင်းနဲ့ပြောတာပါမင်းရလဲဟဲ့တာနင်းပါစက်ပိတ်ထားမမေတို့ကလည်းဘာမှမသိဘူးဒီကောင်လေးကငါလောက်နာတော့မယ်သွားဟဲ့ကောင်လေးနင်တို့အလူလည်းငါမလာနိုင်ဘူးအော်ဆီယမကလည်းလာခဲ့ပါဟဲ့ငါမလာဘူးလို့ပြောနေလေမကြောက်လားသွားပြန်တော့ဟုတ်ဆီယမဟုတ်ဆီယမလေဆီယမအော်မကြိုင်ငါဖြစ်တာလေဆီယမလေမနေ့ကဘာလို့အလူမလာလဲအော်မလာခြင်းလို့မလာဘောဘာဖြစ်လဲမရဲ့အော်ဒါနဲ့ကျမဒါမနေ့လာမပြောလားဆီယမအမလေးလာဖိတ်ပါတယ်ကျမရှင်မလာဘူးလို့ပြောနေလေရှင်မကြောက်လားကျမဆီယမလာမယ်ထင်လို့မုတ်တပြင်လာတာအခုမုတ်တရားစားမဲ့တူမရှိရောအမလေးစားမဲ့တူမရှိလဲလမ်းမြခွေးတွေကျွေးလိုက်ပေါ့မရဲ့ဆီယမရဲ့အဲ့လိုပြောပါနဲ့ကျမစေတနာနဲ့ထားလာပေးရပါဘာစေတနာလဲရှင်တို့လိုလေစင်ရိမ်မွဲတရအလူမလာနိုင်ပါဘူးအော်ဆီယမလည်းကျမတော့စင်ရိမ်မယ်ဆီယမစားချင်တာကျွေးနိုင်ပါတယ်မကြိုင်ရှင်တို့ကျမဘာမလို့ချင်ဘူးကျမဘာမှလာမပြောနဲ့အော်ဆီယမရဲ့အဲ့လိုမျိုးစိတ်တော့မထားရဘူးလေမကြိုင်ရှင်ကကျမလာဆုံးမနေရလားမဟုတ်ပါဘူးလူဆိုတာတိကန်စိတ်တော့ရှိရမယ်လေဆီယမအမလီမကြိုင်ရဲ့ကျမရှင်တို့လည်းမဟုတ်ပါဘူးမမေဘာဖြစ်ပြန်ပြီလဲဆူညံနဲ့အော်ဒေါ်လေးဘာဖြစ်လို့လဲဒေါ်လေးဘာဖြစ်ပါဘူးသားရဲ့မနေ့ကမင်းမရမလာတော့ဒေါ်လေးမမုတ်တရားလကားဖြစ်နေရဲ့အော်ဟုတ်လားဒေါ်လေးရဲ့အားနာလိုက်တာမနေ့ကမင်းမသွားလိုက်ရဘူးဒေါ်လေးရဲ့ဟဲ့သားနင်ဘာပြောနေရလဲငါမသွားချင်လို့မသွားလေနင်သိရမို့လားအော်မမေကလည်းသူကတကူတကလာပြောတာဟာယူတောင်းဝင်ရမှာပေါ့အဲ့လိုပြောပါနဲ့ဟဲ့သားနင်ဘာမှမပြောနဲ့အနောက်မှယူလို့ဖြစ်ပါလားမပြီးသေးဘူးမေသွားဖြစ်ဒီကိုမလာနဲ့ဥမာမမေဒေါ်လေးကိုလေစိတ်မကောင်းမပြောပါနဲ့နော်ဟဲ့ငါပြောချင်ပြောမပြောချင်ပြောနင်ဘာဆိုင်လဲကဲသွားစမ်းပါဟဲ့ဥမာသွားပါပြီမကြိုင်ရှင်လည်းပြန်တော့ကျမမြင်ချင်တော့အဲ့လိုတော့မနေတော့ပါနဲ့စောပြန်ဆိုပြန်ပါမယ်ကျမတခါတည်းပြောလိုက်မယ်နောက်ဘယ်တော့မှကျမတို့လာမဖိတ်ပါနဲ့အဲ့လိုမဟုတ်ပါဘူးဆရာမရဲ့ကျမတို့ရမှာကြားတဲ့ဆရာမဆိုတော့လိုက်လဲကြိုးဆိုတာပါအမလီဘာကြိုးဆိုတာလဲရှင်တို့လိုလေမွဲတေနေတဲ့ဟိုင်လုံးပေါင်းသိလိုက်မှာအဲ့လိုပြောပါနဲ့ဆရာမတို့ချမ်းသာနေလို့လားအမလီကျမတို့လာမတူနဲ့ကျမတို့ကလည်းပြည့်ပြည့်လေးလေးရှိရဲ့ရှင်တို့လိုမွဲတေနေမှာမဟုတ်ဘူးအမလီဆရာမရဲ့ကျမတို့အဲ့လိုမမွဲပါဘူးဒီမှာမကြိုင်ကျမရှင်ပြောနေလေပြန်တော့လို့ပြောနေရလေအမလီဆရာမရဲ့ဆရာမတို့လူမျိုးလေတွေ့တော့မတွေ့ဘူးပါဘူးမကြိုင်ရှင်မပြန်သေးဘူးလားဟဲ့ကျမပြောနေရလေအေးပါဟဲ့ငါပြန်ပါပြီတကယ်ပါပဲဟဲ့